င်္ဂလာညချမ်းပါရှင်။သတင်းသုံးသက်ချက်အစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကျွန်မကတော့ရွှေစင်ဝင်းပါရှင်။အခုတင်ဆက်ပေးမှာကတော့မူရင်းနဲ့လူငယ်ဘာလို့ဒွန်တွဲနေလဲဆိုတဲ့သတင်းသုံးသက်ချက်အစီအစဉ်ပါ။ပြန်လည်ထုတ်လွှင့်ချက်အဖြစ်နောက်ဆုံးပိုင်းကိုတင်ဆက်ပေးလိုက်ပါရရှင်။နိုင်ငံတကာသတင်းခြေခံမြန်မာသတင်းသုံးသက်ချက်တတိယပိုင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။လူငယ်နဲ့မူရစ်ဆေးဝါးအကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပြီးကိုလံဘီယာနဲ့ဖိလစ်ပိုင်နိုင်ငံတွေကမူရစ်ဆေးဝါးတိုက်ဖျက်ရေးအကြောင်းတွေကိုလည်းထည့်သွင်းတင်ဆက်ပေးထားပါတယ်ရှင်။ Five Plus ပရိသတ်များရှင်ကမ္ဘာပေါ်မှာအဓိကရင်ဆိုင်ဖြည့်ရှင်းနေရတဲ့ပြဿနာတွေထဲမှာမူရစ်ဆေးဝါးပြဿနာလည်းပါဝင်နေပါတယ်။ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေကအစဖွံ့ဖြိုးဆဲနိုင်ငံငယ်လေးတွေမှာပါမူရစ်ဆေးဝါးပြဿနာတွေကိုရင်ဆိုင်နေရတာပါ။မူရစ်ဆေးဝါးဆိုတာဘာလဲ။မူရစ်ဆေးဝါးနဲ့ပတ်သက်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကဘာတွေလဲ။ဘလို့အကြောင်းချက်တွေကမူရစ်ဆေးဝါးပြဿနာတွေကိုပုံမဆိုးဝါးလာစေတာလဲ။ကမ္ဘာနဲ့တဝန်းမူရစ်ဆေးဝါးပြဿနာတွေကိုဘလို့ကင်တွယ်ဖြည့်ရှင်းနေကြလဲ။ကျမတို့နိုင်ငံမှာလည်းမူရစ်ဆေးဝါးပြဿနာဟာဘလောက်တိုင်းတာထိကြီးမားနေလဲမူရစ်ဆေးဝါးပြဿနာတွေရောကျသွားဖို့ဘလို့အချက်တွေရှောင်ပြီးဘလို့အချက်တွေကိုစောင့်ရမလဲအစရှိတာတွေကိုဆွေးနွေးတင်ဆက်သွားမှာဖြစ်ပါတယ်ဒီလိုဆွေးနွေးမတင်ပြခင်မအောင်မြင်ခဲ့တဲ့ကိုလံဘီယာနိုင်ငံရဲ့မူရစ်စစ်ပွဲအကြောင်းကိုအရင်ဆုံးတင်ဆက်ပေးကြပါမယ်ကျမတို့သတင်းနောက်တင်စာလွင်ကစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဟုတ်ပါတယ်ရှင်ကိုလံဘီယာနိုင်ငံမှာရာဇဝတ်ဂိုဏ်းတွေကတရားမဝင်မူရစ်ဆေးဝါးတွေကိုထုတ်လုပ်ဖြန့်ချိကြပါတယ်။မူရစ်ဆေးဝါးတရားမဝင်ကူးတန်းရောင်းဝယ်တဲ့အဓိကဂိုဏ်းကြီးလေးကိုင်းနဲ့လက်ခွဲရောင်းချနေတဲ့အဖွဲ့တွေများစွာရှိပါတယ်။ကိုလံဘီယာအစိုးရကမူရစ်ဆေးဝါးနဲ့ဆက်ဆက်နေတဲ့ရာဇဝတ်ဂိုဏ်းတွေရဲ့လွှမ်းမိုးမှုကိုလျှော့ချနိုင်ဖို့လှုံ့ဆော်နေပါတယ်။တဖန်ပြိုင်ဘက်မူရစ်ဂိုဏ်းတွေပျောက်ကြားအဖွဲ့တွေကြားမှာလည်းတိုက်ခိုက်မှုတွေဖြစ်ပွားနေပါတယ်။ကိုကင်းဆေးကြောင်နဲ့အခြားမူရစ်ဆေးဝါးတွေဟာကိုလံဘီယာနိုင်ငံသားအချို့ရဲ့နေစဉ်ဘဝတစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့ပါတယ်။1960နဲ့80ဝန်းကျင်မှာကိုကင်းထုတ်လုပ်မှုတဖြည်းဖြည်းတိုးမြင့်လာခဲ့ပါတယ်။ဒေါ်ရဲကကိုကင်းထုတ်လုပ်တဲ့နေရာမှာ1ကီလိုကိုအမေရိကန်ဒေါ်လာ1500နဲ့ရရှိပေမဲ့ရက်ွက်တွေထဲမှာတော့1ကီလိုကိုအမေရိကန်ဒေါ်လာ9000ရရှိကြပါတယ်။1960မှာဆေးကြောက်တွေကိုတခြားနိုင်ငံတွေစီကိုတင်ပို့ရာကနေ1980နောက်ပိုင်းမှာတော့ကိုကင်းတွေကိုပါတင်ပို့ခဲ့ကြပါတယ်။အမေရိကန်ကနိုင်ငံထဲကိုတရားမဝင်သွင်းယူလာတဲ့မူရစ်ဆေးဝါးတွေကိုတားဆီးရေးယူဖို့ကြိုးစားခဲ့ပါတယ်။ကိုလံဘီယာနိုင်ငံရဲ့မူရစ်ရာဇာတွေဖြစ်ကြတဲ့ Pablo Escobar နဲ့ Jose Rodriguez ကခြားတို့ဟာကမ္ဘာပေါ်မှာအန္တရာယ်အရှိဆုံးချမ်းသာကြွယ်ဝပြီးဩဇာအကြီးဆုံးလူတွေဖြစ်တယ်လို့အာဏာပိုင်တွေကသတ်မှတ်ခဲ့ကြပါတယ်။ကိုလံဘီယာနိုင်ငံဟာကမ္ဘာအကြီးဆုံးကိုကင်းထုတ်လုပ်တဲ့နိုင်ငံဖြစ်တယ်လို့သူတေသီတွေကထုတ်ပြန်ခဲ့ပါတယ်။အဲဒီချိန်ကစတင်ပြီးကိုလံဘီယာအစိုးရကမူရစ်တိုက်ဖျက်ရေးစစ်ပွဲကိုလှုံ့ဆော်ခဲ့ပါတယ်။တရားမဝင်မူရစ်ကုန်သွယ်မှုတိုက်ဖျက်ရေးအောင်မြင်ဖို့အတွက်အမေရိကန်နဲ့ဥရောပနိုင်ငံတွေကငွေကြေးထောက်ပံ့ပို့ဆောင်ရေးနည်းစနစ်နဲ့စစ်ပတ်ဆိုင်ရာအကူအညီတွေထောက်ပံ့ပေးခဲ့ပါတယ်။ Plan Colombia ဆိုတဲ့မူရစ်တိုက်ဖျက်ရေးစီမံကိန်းဟာကိုကာစိုက်ပျိုးတဲ့ဒေသတွေကိုထိန်းချုပ်ထားတဲ့လက်ဝဲရင်း FARC သဘောတွေကိုဥတီတိုက်ဖျက်ဖို့ရည်ရွယ်ထားခဲ့တာပါ။ဒီတိုက်ဖျက်ရေးစီမံကိန်းဟာတဖြည်းဖြည်းအရှိန်လျော့ကျလာပေမဲ့2010ခုနှစ်မှာတော့နိုင်ငံတွင်းကိုကင်းထုတ်လုပ်မှုဟာ2000ခုနှစ်နဲ့နှိုင်းယှဉ်60%ရာခိုင်နှုန်းကျဆင်းလာခဲ့ပါတယ်။အဲဒီနှစ်မှာတော့ပီရူးနိုင်ငံဟာကိုလံဘီယာနိုင်ငံကိုကျော်လွန်ပြီးကမ္ဘာပေါ်မှာကိုကင်းထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်လာခဲ့ပါတယ်။ဒါပြင်ကိုလံဘီယာနိုင်ငံဟာမူရင်းနဲ့ပတ်သက်တဲ့အကြမ်းဖက်မှုတွေဟာလည်းပြီးခဲ့တဲ့10နှစ်ကထက်ထက်ဝက်ကျဆင်းခဲ့ပြီးဟွန်ဒူရက်စ်အယ်ဆာဗေဒိုဗင်နီဇွဲလားဂွာတီမာလာနိုင်ငံတွေထက်မူရစ်အကြမ်းဖက်မှုအရေးအတွက်ကျဆင်းခဲ့ပါတယ်။ကိုလံဘီယာမျိုးသားရဲတပ်ဖွဲ့ရဲ့မူရစ်နိုင်နေရေးဟာထိရောက်ခဲ့ပြီးမူရစ်ရာဇာတွေကိုဖမ်းဆီးပြီးပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။ဒီလိုအကြီးဆုံးမူရစ်ရာဇာတွေကိုဖမ်းဆီးရေးယူမှုတွေတိုးမြင့်လှုံ့ဆော်နေပေမဲ့သူတို့ရဲ့စီးပွားရေးကိုထိခိုက်မှုမရှိဘူးလို့ကျွမ်းကျင်သူတွေကသုံးသပ်ကြပါတယ်။ဒီမူရစ်စစ်ပွဲကိုတုံ့ပြန်တဲ့အနေနဲ့မူရစ်ဆေးဝါးမှောင်ခိုကူးသူတွေဟာတမရရွေးကောက်ပွဲဝင်ကိုယ်စားလှယ်9ဦးကိုတပ်ဖြတ်ခဲ့တဲ့အပြင်တရားသူကြီးတွေနိုင်ငံရေးပါတီကအဖွဲ့ဝင်3000ကျော်ပြင်ရဲရရှိတွေမြင့်မြင့်တက်တဲ့အမြောက်များကိုလည်းတပ်ဖြတ်ခဲ့ကြပါတယ်။ကိုကာစိုက်တောင်သူတွေအနေနဲ့လည်းဒီကနေရရှိလာတဲ့ငွေနဲ့ဘဝရည်တည်နိုင်တယ်လို့ကလေးတွေကိုလည်းကြောင်းထားပေးနိုင်တဲ့အပြင်ကျန်းမာရေးအတွက်လည်းငွေကြေးပူပန်စရာမလိုဘူးလို့ပြောပါတယ်။အစိုးရကသူတို့တွေကိုမထောက်ပံ့ပေးနိုင်တာကြောင့်ကိုကစိုက်ပျိုးမှုကနေရရှိတဲ့ဝင်ငွေနဲ့ရည်တည်နေရတယ်လို့ဆိုပါတယ်။အဲဒါကြောင့်ကိုလံဘီယာနိုင်ငံရဲ့မူရစ်ဆေးဝါးထုတ်လုပ်သုံးစွဲမှုတွေဟာတိုးမြင့်နေပြီးမူရစ်နိုင်နေရေးစစ်ပွဲလည်းကြာရှုံးခဲ့ရပါတယ်။
အခုတင်ဆက်ပေးခဲ့တာကတော့နိုင်ငံတကာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့မအောင်မြင်တဲ့ကိုလံဘီယာနိုင်ငံရဲ့မူရစ်တိုက်ဖြတ်ရေးစစ်ပွဲကိုသတင်းတောက်တင်စာလွင်ကစူးစီးတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးသတင်းတောက်ရဲမှန်မှုကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မက္ကဆီကိုနိုင်ငံကမူရစ်ရာဇာတူဖြစ်တဲ့အယ်ချာဘိုဂုစမန်ကမ္ဘာပေါ်နာမည်ဆိုးနဲ့ကြော်ကြားဆုံးပုဂ္ဂိုလ်တူဖြစ်ပါတယ်မက္ကဆီကိုနိုင်ငံကစီနာလိုအာမူရစ်စေဝါခိုင်းကောင်းဆောင်တူပါသူရဲ့ပြိုင်ဘက်ဖြစ်တဲ့ဂတ်မူရစ်စေဝါခိုင်းကောင်းဆောင်အိုစီယယ်ကာဒီနက်စ်က2003ခုနှစ်မှာအဖမ်းဆီးခံခဲ့ရပါတယ်အဲဒီချိန်ကစပြီးဂုစမန်ကမက္ကဆီကိုနိုင်ငံမှာပြိုင်ဘက်ကမူရစ်ရာဇာကြီးတူဖြစ်လာခဲ့ပါတယ် Forbes magazine ကတော့2009ခုနှစ်နဲ့2011ခုနှစ်တွေမှာကမ္ဘာဩဇာကြီးမားဆုံးပုဂ္ဂိုလ်အယောက်100ဆင်းမှာထည့်သွင်းဖော်ပြခဲ့ပါတယ်ဒါအပြင်သူဟာမက္ကဆီကိုနိုင်ငံမှာအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ကားလိုစ်လင်စ်ပြီးရင်ဒုတိယမြောက်ဩဇာကြီးဆုံးပုဂ္ဂိုလ်တူဖြစ်ခဲ့ပါတယ်2011ခုနှစ်မှာ Forbes magazine ရဲ့ဖော်ပြချက်အရဂုစမန်ဟာပိုင်ဆိုင်မှုဒေါ်လာ1000နဲ့မက္ကဆီကိုနိုင်ငံရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်စင်းမှာနံပါတ်10နေရာကရပ်တည်နေပါတယ်အမေရိကန်ဆိုရကလည်းဂုစမန်ကိုကမ္ဘာပေါ်မှာအရက်ဆက်ဆုံးအနေအရှိဆုံးနဲ့ကြောက်စရာအကောင်းဆုံးလူသားအဖြစ်သတ်မှတ်ထားပါတယ်ဂုစမန်ရဲ့စီနာလိုအာမူရစ်ခိုင်းဟာကိုလံဘီယာနိုင်ငံကကိုကင်းတွေကိုမက္ကဆီကိုနိုင်ငံကဖျက်ပြီးအမေရိကန်ပြည်ထောင်စုကိုဖြန့်ဝေပေးနေတာဖြစ်ပါတယ်ဒါအပြင်မက်သာဖက်တမင်ဆေးကြောင့်အတဆေးနဲ့ဘိန်းမြူတွေကိုလည်းမြောက်အမေရိကနဲ့ဥရောပနိုင်ငံတွေကိုဖြန့်ဖြူးနေပါတယ်ဂုစမန်ဟာ1993ခုနှစ်ကဂွါတီမာလာနိုင်ငံမှာပထမဆုံးချိန်ဖမ်းဆီးခံခဲ့ရပြီးဂွါတီမာလာအစိုးရကမက္ကဆီကိုနိုင်ငံကိုလွှဲပြောင်းပို့ဆောင်ခဲ့ပါတယ်။မက္ကဆီကိုနိုင်ငံမှာတော့မူရစ်ဆေးဝါးမှောင်ခိုကူးမှုနဲ့ထောင်ဒဏ်20ချမှတ်ခံခဲ့ရပါတယ်။ဒါပေမဲ့လည်း2001ခုနှစ်မှာအကျဉ်းထောင်ကနေထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။အဲဒီနောက်မှာတော့သူ့ကိုမက္ကဆီကိုအစိုးရအမေရိကန်အစိုးရနဲ့နိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုကအလူရှိဆုံးရာဇဝတ်သားစာရင်းမှာထည့်သွင်းခဲ့ပါတယ်2014ခုနှစ်ဖေဖော်ဝါရီလထဲမှာတော့ဂုစမန်ကိုမက္ကဆီကိုနိုင်ငံမှာဒုတိယအကြိမ်မြောက်ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပါတယ်။အဲဒီနောက်သူကိုမက္ကဆီကိုနိုင်ငံရဲ့လုံခြုံရေးအတင်းကျပ်ဆုံးအကျဉ်းထောင်မှာထိန်းသိမ်းထားခဲ့ပါတယ်။ဒါပေမဲ့လည်း2015ခုနှစ်ဇူလိုင်လမှာဂုစမန်ကထောင်ဖောက်ပြေးပြီးလွတ်မြောက်သွားခဲ့ပြန်ပါတယ်။2016ခုနှစ်ဇန်နဝါရီလထဲမှာတော့မက္ကဆီကိုနိုင်ငံမှာပဲတတိယအကြိမ်မြောက်ထပ်မံဖမ်းဆီးရမိပြန်ပါတယ်။အဲဒီနောက်2018ခုနှစ်ဇန်နဝါရီလထဲမှာတော့အမေရိကန်အစိုးရရဲ့တောင်းဆိုချက်အရမက္ကဆီကိုအာဏာပိုင်တွေကဂုစမန်ကိုအမေရိကန်စီလွှဲပြောင်းအပ်နှံခဲ့ပါတယ်။လောလောဆယ်မှာဂုစမန်ဟာအမေရိကန်မှာမူရစ်ဆေးဝါးမှောင်ခိုကူးမှုငွေကြေးခဝါချမှုနဲ့တခြားရာဇဝတ်မှုတွေအတွက်တရားရင်ဆိုင်နေရပါတယ်ခင်ဗျာ။ကိုသတင်းတော့ရဲမှန်မှုကစုစည်းတင်ဆက်ပေးခဲ့တာပါ။ဒါကြောင့်မူရစ်ဆေးဝါးပြဿနာဆိုတာဘာလဲ။မူရစ်ဆေးဝါးပြဿနာကိုဘလို့ပုံစံဘလို့မူဘလို့နီးနာတွေနဲ့ကင်တွယ်ဖြေရှင်းမလဲ။လူငယ်နဲ့မူရစ်ဘာကြောင့်ဒွန်းတွဲနေတာလဲတိုက်ဖြတ်ရေးမှာအကျန်းနည်းနဲ့အနုနီဘယ်နည်းကပုံမကောင်းမွန်မလဲစတာတွေကိုဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်ရှင်ကျွန်တော်တို့ဒီကနေ့ဆွေးနွေးနေတာကတော့မူရစ်ဆေးဝါးပြဿနာပါမူရစ်ဆေးဝါးပြဿနာဆိုတာကျွန်တော်တို့နိုင်ငံအပါအဝင်နိုင်ငံတကာမှာဖြစ်ပွားနေတာပါဒါကြောင့်ဒီမူရစ်ဆေးဝါးအန်ရကိုဘယ်လိုထိန်းချုပ်တားဆီးကြမလဲဆိုတာနဲ့ပတ်သက်လို့ဒီကနေ့ဆွေးနွေးနေတာဖြစ်ပါတယ်ကျွန်တော်တို့ဆွေးနွေးနေတဲ့ပုံကိုယ်နဲ့ပြည်သက်ကိုပြန်လည်မိတ်ဆက်ပေးပါမယ်ကျွန်တော်ဘေးမှာထိုင်နေတာကတော့ဒေါက်တာနန္ဒမျိုးအောင်ဝမ်းပါရန်ကုန်စိတ်ကျန်းမာရေးဆေးဝါးပါဒီဘက်ကတော့ပြည်သက်တွေတည်ပြီးသားပါပြည်သက်ရှင်ကိုကြက်ဖပါဟိုဘက်ကတော့ကိုကဘာလို့ခေါ်ပါတယ် GC မြန်မာပါကိုကဘာလို့ကတော့ဒါမူရစ်ဆေးနဲ့ပတ်သက်လို့စိတ်ပိုင်းဆိုင်ရာထိခိုက်နေသူတွေကိုကူညီပေးနေတဲ့သူတယောက်ပါအဲ့တော့ကျွန်တော်တို့ဆွမ်းနာစကားလေးပြန်ဆက်လိုက်အောင်ဗျဒေါက်တာဟိုကျွန်တော်တို့နိုင်ငံရဲ့အရေးယူမှုပိုင်းပေါ့ဗျာဒါအပြစ်တစ်ခုပဲလေဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဒါလူညွန့်တုံးစေတဲ့အလုပ်ကိုရောင်းနေသူပဲဖြစ်တုံးနေသူပဲလောဆိုတော့အစိုးရဖန်စီထောင်ချတာလုပ်နေရပဲမကြောက်တတ်တာလည်းပါတယ်ဒါပေါ့မကြောက်တတ်တာလည်းပါတယ်ဆိုတော့ဟို15 16ကငယ်21โอเคဒါမှမဟုတ်19ပေါ့ပုံမှန်ရရှိနေရမယ်သူတို့ထောင်ဆိုတဲ့အရာကိုမကြောက်ကြတော့အဲနောက်တစ်ချိန်ပြန်ထွက်လာရင်ပူဆိုးသွားတတ်တယ်သူတို့ကြတော့တကယ်ကိုထိရောက်ရေးယူမှရမှာတုံးဆွဲလိုက်တဲ့လူတုံးဆွဲလို့စီးကြပြီဆိုရင် तू ကတေးကြတယ်9နှစ်ကပြေးမလို့တော့21ဆိုရင်လည်းအမှုတွဲပေါ့အဲ့21တွဲတဲ့လူတွေကလည်းသူတို့ရဲဘက်စကန်မထုတ်ဘူးတတ်မှာဆိုလို့အချင်းချင်းပြန်ပြီးတော့မင်းညောင်ငါပါတာဆိုပြီးတော့project တွေအဲ့တော့သူတို့အထီထောင်ထဲမှာပဲရှိနေကြောက်အောင်မှမသိတော့ဘူးဟိုပွင့်လင်ပြောရဗျာအယူခံဝင်မခံမှုဆိုအယူခံတက်ခွင့်ရှိတယ်မြို့နယ်ရုံးကနေချလိုက်တဲ့အမိန့်9နှစ်ရ6နှစ်ရနှစ်ခုပေါင်းပြီးတော့17နှစ်မထားဘဲနဲ့7နှစ်ပဲလှုပ်လိုက်တယ်ရဲဘက်စကန်ထွက်တယ်ရဲဘက်စကန်ထွက်ပြီးတော့ရဲဘက်စကန်မှာအိမ်မဲ
တဲအိမ်ပဲရှိတယ်လူကရန်ကုန်မြို့ပေါ်ပြန်ရောက်နေတယ်သွားပြီလေအဲ့ဆက်လိုက်လည်းရှိရနော်အဲ့လိုမျိုးပြန်လာတဲ့ခါမှာဤပေါင်းစုံနဲ့ဒီပစ္စည်းကိုသူပြန်သုံးပါပဲပြီးတော့ရပ်ပစကန်မှာသွားနေရင်းနဲ့ပဲမြို့နယ်ရုံးကချလိုက်တဲ့အမိန့်ကိုတိုင်းရုံးမှာယူကန်ကောက်ဝင်တယ်ကျွန်တော်တငယ်ချင်းတွေမှာတကယ်ဖြစ်ခဲ့တာတကယ်လွတ်တယ်လေတောင်းတမရတော့ကြောက်တဲ့စိတ်လည်းမရှိရောကောင်းတယ်ကိုကျက်ဖပြောတဲ့စကားကျွန်တော်စင်ပြေတယ်ကျွန်တော်စိတ်အဲ့လိုအနူနီးလေးနဲ့တွားတာဟုတ်တယ်ဟုတ်ကဲ့ကောင်းတယ်ဒါလူသားချင်းစာနာကျွန်တော်လုပ်နေရတဲ့လောက်ကလည်းဒီအယောက်20လောက်ကိုထိန်းရန်ကြောင်းရလူသားချင်းစာနာပြီးလုပ်ပေးနေဒါပေမဲ့သူတို့တွေနေတွေပြန်ရောက်သွားတဲ့အခါမှာပစ္စည်းကအလွယ်တကူရနေသူကြောက်ကကောင်းမှန်းလည်းမသိတော့လှုပ်ထားတယ်လက်ကားဖြစ်သွားတယ်လက်ကားဖြစ်သွားတယ်အရန်နှမျောဖို့ကောင်းတယ်ချို့တွေဆိုနေပြန်သွားတယ်ရဲပြန်ဖမ်းခံရတယ်တချို့ဒီတည်တယ်လို့ကြားတယ်အနုနီးနဲ့မေတ္တာပြပြီးတော့ counseling လုပ်တာဟုတ်တယ်တခါလေကြားရင်လည်းအကျဉ်းကြီးတော့လည်းလူတယ်ကောင်းတယ်ကိုကျဖခုနကိုကဘာပြောတဲ့အချက်လက်ကတော့ဟုတ်စိတ်ဝင်စားကြကောင်းတယ်နော်ဒါလည်းစဉ်းစားရတဲ့တစ်ချက်ပါဟုတ်ဟိုပါပေါ့ကျွန်တော်တို့ဒါကတော့ဗတ်ဆောင်တောင်းဆုံးပေါ့နော်ဟိုအဓိကကတော့ကုသရေးကာကွယ်ရေးကုသပြီးမှတော့ကာကွယ်ရမှာပေါ့တကယ်အခုလောလောဆယ်ကုရမယ်အနေထားပါစောစောပြောလို့အစွာပေါင်းတုံမှာဟလာကျွန်တော်တို့ဘက်ကဟိုဒါကတော့ကြောင်းတယောက် connection မမိကြဘူးဗျာဥပမာကျွန်တော်တို့ကျောင်းပါလို့ပေါ့မိဘဆရာကျောင်းသားပေါ့အဲ့လိုအဲ့3ခု3ကန်ဆက်ထားမှ3ကန်ဖြစ်မှာအဲ့ဘောင်တွေကိုပြဿနာမဝင်လာမှာအဲ့3ခုလုံးကတော့စီလုံးကိုလိုတယ်အဲ့လိုအဲ့နီလန်းနေရှားမှာနော်ဟုတ်ရှားမှာပဲနီလန်းကတော့အခုခုနကိုကျဖပြောတယ်နည်းနည်း hints ဖြစ်နေပြီဆိုတော့တကားပေါက်ရှိတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒါကိုကဘာတို့ကဒါကိုစိတ်နဲ့ကိုဒါလုံနေကြတာဟုတ်ကဲ့ဒေါက်တာတို့ကလည်းဆေးုံမှာလာရင်ကုဝေးနေတာပေါ့လေအဲ့မူရစေးနဲ့ပတ်သက်လို့ဟိုဒေါက်တာအမြင်မေးတာပေါ့နော် opinion မှာဒေါက်တာအခုနေလည်းတော့ကုတယ်လို့ဆွမ်းနာပြောပါတယ်ဟုတ်တယ်မတကယ်ရောက်သွားတယ်ကုတယ်ဆိုတော့အစိုးရအဲ့မူရစေးဝါနဲ့ပတ်သက်လို့လုပ်နေတဲ့ဒီ process ဒေါက်တာတိတိလောက်ရှင်းပြပေးပါအခုကတော့ကျွန်တော်တို့ကတော့ဒီကုသရေးကိုပို့ပြီးတော့ပေါ့နော်ပို့ပြီးလုပ်နိုင်အောင်ကျွန်တော်တို့လုပ်နေတယ်လူတိုင်းမူရစေးသုံးတဲ့လူတိုင်းကိုပေါ့နော်ကုသမှုရအောင်အတတ်နိုင်ဆုံးကျွန်တော်တို့ဟိုဒီဝေးတဲ့နေရာတွေပါမကြမ်းပေါ့နော်အဲ့လိုမျိုးဟာတွေကိုကျွန်တော်တို့ရအောင်လုပ်နေတယ်ပြီးတော့တကယ်ကိုဒီ international standard treatment နေရအောင်ပေါ့နော်ကျွန်တော်တို့စူးစမ်းနေတယ်ကျွန်တော်တို့လက်ရှိရှိတဲ့အင်အားနဲ့လည်းဆိုင်တာပေါ့နော်ဟိုအင်အားဘယ်လောက်ရှိလဲမသိဘူးတနိုင်ငံလုံးအနှံ့ဆိုတော့လေဟိုအဓိကအပြင်ကကုသရေးကိုပဲအဓိကသွားနေတာလားဆိုတော့ပညာပေးတာတွေပါလားပါပါတယ်ဒါပဲဒါဒီကျွန်တော်ဘိုင်းကတော့ဒီကုသရေးကအဓိကဖြစ်နေတော့ပေါ့နော်ကျွန်တော်ကုသရေးနဲ့ပတ်သက်တဲ့ဥစ္စာဆိုတော့အဲ့ဒီဒေါက်တာသွားပြီးတော့ကုတယ်လေနယ်တနယ်လောက်ပေါ့လေအတွေ့အကြုံလေးရှိရင်နည်းနည်းဟုတ် share ပြီးတော့ဟုတ်ကဲ့ကျွန်တော်နေနေမှာတော့ဒီဟိုစိတ်ကြမ်းမာရေးထူးထူးဆရာဝန်ရှိတဲ့နေရာတွေရှိတယ်အဲ့နေရာမှာပြီးတော့ဒီကျွန်တော်တို့မက်သရုံးတိုက်ပေးတဲ့ဌာနတွေရှိတယ်အဲ့မှာသူတို့မက်သရုံးတွေတိုက်လို့ရတယ်ပြီးတော့တခြားလိုအပ်တဲ့ဥစ္စာတွေပေါ့နော်သူတို့အတွက်လိုအပ်တဲ့အသွေးစစ်ပေးတာတို့နောက်သူတို့အတွက် counseling လုပ်ပေးတာတို့ဒီဟာတွေလည်းအကုန်လုပ်ပေးပါတယ်ဆိုတော့အဓိကနေဟိုအခုဆရာရောက်သွားပြီပေါ့နော်ဒေါက်တာရောက်သွားတဲ့အချိန်မှာတွေ့ရပြီဈေးသုံးတဲ့သူတွေတွေ့နေရတယ်သူတို့ကအာသက်တရောနဲ့ဒေါက်တာတို့လာတော့အာသက်တရောနဲ့လာကုကြတာတရားတချို့နေတွေကကျတော့တအားဆိုးနေပြီဝိဈေးဆိုလမ်းပေါ်မှာပဲတုံးနေတဲ့မျိုးရှိတယ်ဒါဒေါက်တာတို့ပိုသိမှာပေါ့နော်တော့ဒီလိုလူမျိုးကအင်းနဲ့အားနဲ့ရှိတာချို့ဆိုရင်အန်ရပြုတ်နိုင်တဲ့အဆင့်တွေပါရှိတယ်ဆိုတော့အဲ့သူတို့တွေကိုဒေါက်တာအနေနဲ့ကုသရေးလုပ်ရတဲ့အပိုင်းမှာအန်ရတွေပါမရှိဘူးလားကျွန်တော်တို့ကတော့ပထမဆုံးပေါ့နော်ပထမဆုံးကျွန်တော်တို့ကသူတို့ advocacy လုပ်ပါတယ် advocacy ဆိုတာကျွန်တော်တို့ကဘာတွေလုပ်မယ်ပေါ့နော်ဒီဟာလုပ်ရတာလည်းဘာဖြစ်လို့လုပ်ရတာပေါ့ကျွန်တော်မူရစေဝါနဲ့ပတ်သက်ပြီးတော့ဘယ်လိုအန်ရတွေရှိတယ်ဒီအန်ရတွေကျွန်တော်တို့ကနင်းအောင်လို့ဒီဟာတွေလုပ်မယ်ဒီဟာတွေလုပ်ခြင်းအပြင်ဒါတွေကတော့ကောင်းကျိုးရှိကောင်းသွားမယ်ဆိုပြီးတော့သူတို့ဒီစာနားလည်အောင်ကျွန်တော်တို့အရင်ရှင်းပြပါတယ်အဲ့ဒါတွေရှင်းပြပြီးမှလုပ်တဲ့အတွက်လုပ်တဲ့အချိန်မှာလည်းကျွန်တော်တို့ကရှင်းတယ်လုပ်ပြီးတဲ့အချိန်မှာလည်းသူတို့ရှင်းပြပါတယ်အဲ့လိုမျိုး advocacy တွေကိုကျွန်တော်တို့စက်တိုက်လုပ်တဲ့အခါမှာအများကြီးနားလည်လာပါတယ်အဲ့တော့တခါမှကြုံခဲ့ပြီပေါ့နော်ပြဿနာမရှိဘူးပေါ့ဒေါက်တာတို့ဟိုအဖွဲ့
အပြင်ပေါ့လေတခြားအဲ့လိုမျိုးလေဝိစေသုံးဆဲသူတွေကိုလိုက်ပြီးကုပေးနေတခြားအဖွဲ့တွေတွေ့ခဲ့ပြီရှိပါတယ်ရှိပါတယ်တခြားအဖွဲ့တွေရှိပါတယ် INGO တွေရှိတယ် local NGO တွေရှိတယ်အဲ့ဒါတွေအများကြီးအဲ့ဒါတွေနဲ့လည်းကျွန်တော်တို့အတက်နိုင်ဆုံးပေါ့နော်ပူပေါင်းပြီးတော့ကျွန်တော်တို့ဆောင်ရွက်ချိတ်ဆက်ပြီးတော့ပေါ့သူတို့တွေကအဲ့ရှိပါနော် NGO တွေဒီကိစ္စကိုလိုက်ပြီးတော့ကုပေးနေသူတွေကျွန်တော်ဒီရန်ကုန်မှာလည်းတော်တော်များများတွေ့ပါတယ်သူတို့ကတော်တော်ထိထိရောက်လုံနိုင်လားဒေါက်တာဘယ်လိုမြင်ခဲ့တုံနိုင်ပါတယ်လုံနိုင်ပါတယ်သူတို့တွေလည်းသူတို့ဘက်ကပေါ့နော်သူတို့တတ်နိုင်တဲ့ဥစ္စာတွေသူတို့အများကြီးလုပ်နေပါတယ်ဆိုတော့သူတို့အဓိကစေးဝါးတို့ဘာလို့အဲ့လိုထောက်ပံ့တာမျိုးလားသူတို့ဘက်ကအဓိကဘာထောက်ပံ့တာသူတို့ကလိုတဲ့နေရာပေါ့နော်လိုတဲ့နေရာကိုကျွန်တော်တို့ ਨੇ ညှိပြီးတော့ဒီနေရာမှာတော့ကျွန်တော်တို့ကဒီဥပမာဒီတွေးစစ်ဖို့လိုတယ်ပေါ့နော်တွေးစစ်ဖို့လိုတယ်ဆိုရင်သူတို့တွေးစစ်ဖို့အတွက်ကူပေးတယ်ဒီနေရာမှာတော့ကျွန်တော်တို့ကလူနာတွေကို refer လုပ်ဖို့လိုတယ်ပေါ့နော်အဲ့ဒါဆိုသူတို့လူနာတွေကိုညွှန်းပို့ပေးတယ်အဲ့လိုမျိုးဒီနေရာမှာတော့ counseling လုပ်ပေးပါဆိုကျွန်တော်တို့ကပြောရင်သူတို့ကဒီ counseling ဘိုင်းကိုဝင်ကူပေးတယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ကပေါင်းပြီးတော့လုပ်နေပါတယ်ဒေါက်တာနေတော့အများကြီးရောက်ပါဖားကန်ရောက်ခဲ့သေးလားဖားကန်လည်းကျွန်တော်ရောက်ပါတယ်ဟုတ်ဖားကန်ရောဖားကန်မှာလည်းကျွန်တော်တို့မဒရုံးစင်တာရှိပါတယ်မဒရုံးစင်တာကိုကျွန်တော်တို့ဖွင့်ထားပါတယ်ဖားကန်မှာလည်းတော်တော်များများအခုကတော့ပေါ့နော်မဒရုံးတောက်တဲ့အတွက်ကြောင့်မလို့ခုနကမှနေ့တိုင်းပုံမှန်တောက်နေတဲ့လူတွေအတွက်ကတော့တော်တော်အကျိုးရှိပါတယ်ကျွန်တော်တို့ဒီနောက်ပိုင်းမှာကြားရတဲ့သတင်းစကားတွေလေဒါစိတ်မကောင်းစရာလည်းပါတာပေါ့လေကျောင်းသားရွယ်တော်မှငွေစီလာညှိနေတလောကဆိုရင်ဟလာ10တန်းကျောင်းသား9တန်းကျောင်းသားအခန်းထဲမှာငွေစီဒါမျိုးတွေဖြစ်နေဆိုတော့ကျွန်တော်တို့ဒီငွေစီဝါပြဿနာကိုရှင်းမယ်ပေါ့လေရောကြအောင်လုပ်မယ်ဆိုတော့ဘယ်အချက်တွေကိုရှောင်ရမလဲဘယ်အချက်တွေကိုစောင်းရမလဲကိုချက်ဖာစပြောကျွန်တော်အရင်ဆုံးပြောချင်တာကျွန်တော်စောစောပြောခဲ့လို့ဟုတ်လားသုံးဆွဲသူကိုတက်ကုနေလို့မရအောင်ဖြန်ပြူးရောင်းချသူကိုတက်ထိမ့်သိမ်းနေလို့မဖြစ်ဘူးသူတို့တအုပ်လုံးဟိုဖြစ်ရမလို့ပဲအဲ့လိုပဲကျွန်တော်တို့ဒီမွေးဆွေးဝါးရဲ့အຫນွယ်တွေအားလုံးအရင်စဖြတ်တော့ကျောင်းတွေမှာအင်္ဂါတွေမှာဆရာကြီးဝင်စစ်တယ်မိဖို့တွေထွက်နေတယ်ဆက်လက်တောက်တယ်ဆိုရင်ဒီကောင်တွေကိုမိဘခေါ်တယ်ကျောင်းကြီးရုံကန်းပို့တယ်ကျွန်တော်အဲ့လောက်အသေးမွှားစပြီးတော့လုတ်ခဲ့တာတော့ဒီလောက်တော်ကကြတာပေါ့နော်အဲ့လိုဆိုကျွန်တော်ပြီးခဲ့ကျွန်တော်အရန်ဝမ်းနေွားတဲ့ပွဲတစ်ပွဲရှိတယ်ဒါကျွန်တော်လည်းမပါပါဘူးကျွန်တော်တို့လုတ်တဲ့ပွဲလည်းပေါ့နော်ဒီကြာဘိုင်းလေးနဲ့ပဲပြောတော့မယ်ကျွန်တော်ဒီပြင်သစ်ယဉ်ကျေးမှုနဲ့ပြင်သစ်မြန်မာယဉ်ကျေးမှုပွဲတော်ဆိုပြီး3ရက်လောက်3ရက်လောက်တဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့အလေတရက်ကကျွန်တော်ရင်မြင်မှာလောက်ဒါကျန်တဲ့ပွဲလည်းကျွန်တော်မသွားဘူးပါဘူးအဲ့လိုပဲဖြစ်နေလားတော့မသိဘူးအလေတရက်ရင်မြင်ကနီးတော့ကျွန်တော်ကစမ်းချောင်းနေတာဆိုတော့နီးတော့ကျွန်တော်သွားပြတယ်သွားပြတော့ရွှေတကုံဖျားရင်မြင်တော့ရှိတယ်ရင်မြင်တော်ရဲ့ CEO ဒီဘက်မျိုးနည်းနည်းလမ်း6ပါညာလုပ်လို့ရတဲ့ဘလောက်တုံးနေခံထားတဲ့ concrete နေရာလေးတားလေးရှိတယ်ကံဖက်တရားတားပါအဲ့နေရာမှာတန်ဘူးတာမဖြစ်တာအဲ့လိုဘီယာတောက်တဲ့တစ်ခါသုံးခွက်တန်းစီပွားတာကျင်းတာကျွန်တော်အရန်ခံစားလိုက်ရတယ်ဒါကျွန်တော်တို့ဒါအထွတ်မြတ်ထားတဲ့နေရာလေအဲ့နေရာမှာစောစောပြောတယ်ဒီငါးပါးတီလာကိုချိုးဖောက်တဲ့ပြရုပ်တစ်ခုကပေါ်ထင်နေတဲ့ပျော်ဝဲရှင်မွေကြီးဖြစ်နေတာအဲ့မှာကျွန်တော်အရန်ဝမ်းနေပါတယ်ဒါကျွန်တော်တို့ရဲ့အထွတ်မြတ်ထားတဲ့နေရာအထီကိုဒီဟိုမကောင်းမှုတွေကဒီဘက်နယ်တွေကိုနေရောချဲ့တဲ့သဘောမျိုးတစ်ထီအောင်ကျွန်တော်တွေးကြည့်လိုက်တယ်တကယ်တော့ဒါအရန်ကိုရုပ်ဆိုးကြီးတန်သွားတယ်ကျွန်တော်အဲ့ဒီကကျွန်တော်တော်တော်ခံစားရတယ်ဒါဟိုအပူပြောတာမဟုတ်ပါဘူးကျွန်တော်လည်းစပြီးတော့ဟိုဒီလောကစရုံထွက်ကာသားအချိန်မှာကျွန်တော်အဲ့လိုမြင်လိုက်ရတဲ့အချိန်မှာဒါလည်းတော်တော်ရုပ်ဆိုးပြီးတော်တော်လည်းဝမ်းနေဖို့ကောင်းတယ်အဲ့ဟာကိုကျွန်တော်အရင်ဆုံးဦးစားပေးပြင်အောင်ဒါလည်းအခုကြီးလိုက်စီကားရရက်တည်းကဒါတွေပဲဖြစ်တယ်မှန်တယ်ခင်ဗျာအဲ့ဟာကိုအရေးကြီးတယ်အဲ့ကောင်ကိုလည်း short တွက်လို့မရအောင်အဲ့ကောင်ကြောင့်လည်းပါတယ်ဘာလို့လဲဆိုတော့အပြင်မှာလီးခဲ့ရဒီလောက်ကြီးအုံထနေအိမ်ကလီးခဲ့ရတတရလေးဖြစ်နေလေကျွန်တော်အဲ့လိုမြင်တော့မှန်ပါတယ်ဒါအများအမြင်မှာလည်းလုံးဝကြည့်လို့မကောင်းတဲ့ပုံစံပေါ့ပြရုပ်ပေါ့လေဆိုတာအကုန်လုံးလည်းသိခါကြပါတယ်ဒါပေမဲ့ဒီနေရာမှာဟိုခုနကကိုကျမပြောသလိုအနုနီးနဲ့သွားပြီးတော့ညီလေးတို့ဒီနေရာမှာတော့ရမ်းမတောင်းတယ်တခြားနေရာမှာတောက်ဆိုတာမျိုးဆိုရင်သူတို့ကလက်ခံခြင်းမလဲလက်ခံမယ်ပေါ့လေဘယ်ကြီးဘာလာပြောလဲဆိုရင်ဝေဒနာရှာနေရှာဒီနေရာကျတော့သက်ဆိုင်ရာဘိုင်းကအရေးကြီးသွားပြန်အောင်သက်ဆိုင်ရာဘက်ဒီနေရာတွေမှာတောက်တယ်စားရင်သွားပြီးသတိပေးတာမျိုးမင်းတို့ညီလေးတို့ပြန်ကောင်းမှုပေါ့လေဒါသူတို့တော့ချက်ချင်းတော့ထုတ်ထက်တာမတွေ့ဘူးပေါ့ဒါမျိုးလေးတော့ကောင်းမှုပြောတော့ uniform နဲ့ပြောရင်တစ်မျိုးပေါ့ကိုရီနေနဲ့တော့ပြောရင်တော့ပြဿနာရှိတာပေါ့ဟုတ်တယ်မလားကျွန်တော်အကြံပေးချင်တာသက်ဆိုင်ရာတာဝန်ရှိတာနောက်အဓိကတာဝန်ရှိတာသူနဲ့အနီးဆုံးနဲ့သူကိုယ်တိုင်ပဲ
ကျွန်တော်အဲ့ပိုသွားစေချင်တယ်အဲ့ဟာမှကျွန်တော်တို့တကယ်အဖြစ်ဗျဟိုကောင်ကကျွန်တော်ထိန်းလိုက်လေဒီကောင်ကအထိတ်မခံဘူးခဏပဲခံမယ်ဆိုလေဘာမှမထူဘူးလေကျွန်တော်အဓိကစင်းမြလွဲနေသူတို့စိတ်ကသူတို့ကိုအရင်ပြင်ရမှာသူတို့ဝိုင်းပြင်ရမှာတက်ဆိုင်ရတစ်မျိုးနဲ့တာဝန်ရှိရမှာမဟုတ်ဘူးဆိုတော့ပြောရင်သူ့ပတ်ဝန်းကျင်မဟုတ်တဲ့ကျွန်တော်တို့အပြင်ဒီပရာဟိတသမားတွေသူတို့လည်းဆိုင်တယ်သူတို့နဲ့လည်းဆိုင်တယ်သူကိုယ်တိုင်နဲ့လည်းဆိုင်တယ်သူ့ပတ်ဝန်းကျင်သူ့မိသားစုနဲ့လည်းဆိုင်တယ်အဓိကပြောရရင်သူနဲ့အတူတူလှုပ်ဖို့ကင်ဘက်ဒီမကောင်းဘူးလှုပ်ဖို့ကင်ဘက်တငယ်ချင်းတွေနဲ့တောင်ဆိုင်တယ်ပြီးစောစောပြောတဲ့ဥမာစောစောပြောတဲ့ဥမာလူစီကားရဲ့ပန်းချံတို့ဥမာကျွန်တော်တို့ဂုံးကြော်တရားအောက်တင်မှာတို့သူများတွေဘောလုံးကန်နေကြပြီသူများတွေတတရဟိုပြောပွဲစားနေကြပြီဟေးဆိုရင်ဒီလိုလာတဲ့တောက်တာစားအတွင်းကျွန်တော်တို့ဒဏ်ငွေတက်မယ်ပထမတစ်ခေါက်ဒီလောက်ဒုတိယတစ်ခေါက်တွင်ဒီလိုပဲလားအဲဆိုရင်နှစ်ဆတတိယတစ်ခေါက်တွင်ဒါသုံးဆအဲ့ဒီ fan တွေအားလုံးကျွန်တော်စောစောပြောတဲ့ကုတာရေးဘက်တို့ဟုတ်လားကျွန်တော်တို့ဒီဟိုအဖြစ်ရေးဘက်တို့ရွှေ့မယ်အဲ့လိုဆိုရင်ကျွန်တော်တို့ဒါနဲ့အဓိပ္ပာယ်ရှိလာဒါမှဟိုဖိုင်ကောက်လေဖိုင်ဆောင်ပြီးတော့တောက်ချင်လဲတောက်ကြတဲ့မှာအဲ့လိုအကျဉ်းကြီးနဲ့ဟိုဖြစ်လာမယ်ဒါငချင်းစီနဲ့ငချင်းပြန်ကြောင်းနည်းနည်းပို့အဓိပ္ပာယ်ရှိရပါလောလောဆယ်လွတ်ထားရတယ်ဆာကောင်းပါတယ်ကိုသက်ပြောဒေါက်တာထပ်မံဖြစ်ဆက်ပြောကြရချင်းပြောပါကိုသက်ဆွေးနွေးတယ်ဟိုကောင်းအရန်ကောင်းပါတယ်ဒီလိုပဲဖြစ်တဲ့နေပေါ့နော်အကုန်လုံးပါဖို့လဲလိုတယ်ဆိုတာဒါတကယ်မှန်ပါတယ်သူတယောက်နဲ့လုံးဝမရပါဘူးဟိုအကုန်လုံးကကျွန်တော်ကဘာကြောင့်လုပ်နေတယ်ဘာဖြစ်လို့လုပ်တယ်ဒါတွေကိုတယောက်နဲ့တယောက်ဟိုပွင့်လင်းနဲ့အဲ့လိုမျိုးဖြစ်ရမယ်ခုနကလို့ဟိုအားလုံးပေါင်းပြီးလုပ်တယ်နောက်ပြီးတော့ခုနကလို့အမှုပညာကနေပြီးတော့ entertainment ကနေပြီးတော့အဲ့ဒီအားအရန်လိုပါတယ်အဲ့ဒါအားကြီးကကိုကျမတို့တယောက်အားတခြားလူတွေရဲ့1000 1000သိန်းအဲ့လိုဖြစ်ပါတယ်အဲ့ဒါလေ influence ပေါ့နော်ဟုတ်တယ် influence အရာရှိတယ်ပြန်တိုက်ရမှာပြန်တိုက်ပါကျွန်တော်တို့ဒီမှာဟိုယဉ်ကျေးမှုရှိရတယ်ဒီကယဉ်ကျေးမှုကအဲ့လိုနောက်ဆုံးဟိုနဲတယ်ပေါ့အ ਨੇ စုလောက်ပဲဒီ influence ကကျွန်တော်တို့စီမှာဟို legend ရှိတာဟိုဥမာကိုကြီးကြော်တော့ပါတော့အဲ့လိုပေါ့နော်အဲ့လောက်ပဲကျွန်တော်စီမှာ influence ရှိတာကျန်တာရှာတယ်ဟိုပညာပေးတွေပဲအဲဆော့ဆော့ပြောတယ်ဥမာရာဇဝင်ထဲမှာကိုယ်ခလေးကိုဟိုတမင်ထင်ပြီးတော့ချက်ခိုင်းလိုက်တဲ့အရသမားဘရင်နော်ပြီးဥမာတပင်ရွှေဒီလို့အဲ့လိုမျိုးတွေပေါ့နော်သူတို့မှားခဲ့တဲ့အမှားတွေပေါ့အဲ့လိုမျိုးတွေပဲရှိတာသင်ခန်းစာရစရာတွေပဲရှိတာဟိုလိုမျိုးကျွန်တော်တို့ဟိုဒါဟိုလိုမျိုးခန်းခန်းနာနာဟာတိတ်မရှိဘူးဒါပေမဲ့အခုကကျွန်တော်မြင်တော့ကနည်းနည်းကျွန်တော်တို့ကိုယ်တိုင်ပေါ့ကျွန်တော်တို့ဒီ hip hop အုပ်ဆိုလဲဒီဟာကိုနည်းနည်းသတိလစ်သွားတယ်ကျွန်တော်ဆိုရင်ပေါ့နော်ကျွန်တော်တယောက်တည်းအနေနဲ့ပြောရပါကျွန်တော်သတိလစ်သွားတယ်ဆိုတာကျွန်တော်ကိုယ်တိုင်လည်းအဲ့နော်လည်းရောက်သွားတယ်ကျွန်တော်ကိုယ်တိုင်လည်း influence လွှမ်းမိုးမှုခံလိုက်ရတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒါကိုပြန်တိုက်တယ်တော့ဒီ influence ကြီးကိုကျွန်တော်တို့စီက influence တစ်ခုနဲ့ပြန်တိုက်တယ်ဆိုလိုတာကဝက်စားစင်မှုပိုင်းပဲဖြစ်ဖြစ်စောစောပြောစီကံပိုင်းပဲဖြစ်ဖြစ်ပြီးစောစောပြောဒီလူနေမှု style ပဲဖြစ်ဖြစ်အဲ့ဆိုဒီတနက်ဒီကဘာလုံးကိုဒီ Hollywood ကသူတို့အမှုပညာနဲ့ပဲသူကလွှမ်းမိုးလိုက်တာလေဒါပေါ့အဲ့လိုပဲပေါ့ကျွန်တော်တို့ဒီကဘာလုံးကိုမရရင်အခုကဟိုမြန်မာကိုအထင်မကြီးဘူးဖြစ်တယ်ဟာဘယ်သူမှအထင်မကြီးရလဲမြန်မာတွေဟာဆိုတော့အဲ့လိုဖြစ်တယ်နည်းနည်းလွဲနေအဲ့တော့ကျွန်တော်အဲ့ဟာကိုအရင်ပြင်ပြီးသွားရင်စောစောပြောလို့သူတို့ကိုယ်တိုင်လှုပ်ချင်စိတ်ရှိလာအောင်သူတို့ကိုယ်တိုင်ဒီစကားတွေနားထောင်နေလာအောင်ဒါသူတို့ကိုယ်တိုင်မှမဟုတ်ဘူးတချို့ကလှုပ်လည်းမလှုပ်ဘူးဒီလောကတွေကလည်းမဟုတ်ဘူးမဆိုင်လို့နေကြတယ်ဟိုဒါကတော့ဟိုပေါ့နော်ဟိုအဲ့လိုနေတတ်တဲ့ life style ကျွန်တော်လည်းအရင်ကဒီလိုပါပဲဟိုကိုလည်းမတုံကိုပတ်ဝန်းကျင်မှာလည်းတုံးတဲ့လူမရှိဘူးသို့တော့ဒါကိုငါတို့ဘယ်လိုဝိုင်းပြီးတော့ကူညီပေးတင်လဲဆော့ဆော့ပြောဘာလို့လဲဆိုကျွန်တော်ကဒီလိုမှမဆိုင်ပေမဲ့တနိုင်ငံလုံးတိုင်းတာနဲ့ကြီးလိုက်ရင်မင်းတို့နိုင်ငံဆိုဘယ်လိုပြောမလဲပေါ့နော်အဲ့လိုအဲ့ဘက်မှာအားလုံးတောင်းရရှိပါဟုတ်ပါတယ်ခင်ဗျာနော်ကိုကျဖတို့အနုပညာရှင်တိုင်းဝိုင်းဆိုရင်ဒါဘာပဲပြောကိုကျဖတယောက်ရဲ့အပြုအမူလှုပ်ရှားမှုတိုင်းကပြည်သက်တော်တော်များများကြည်နေကြတာဆိုတော့ကိုကျဖကိုအတူယူတဲ့သူတွေအများကြီးရှိတာပဲလူငယ်တွေထဲမှာဆိုရင်ကျွန်တော်တို့ကျဖကိုကြိုက်တယ်ဗျာသူဘာလို့လိုက်လုံးမယ်ဆိုတာမျိုးတွေဒါတွေကထားမိလားအရင်ကကျွန်တော်ကအတက်မှာသူတို့ပုံနေရတယ်ဒါကြီးကြဟဲလောက်ရနေအဲ့လိုကိုအမားရှိတာဒါပေမဲ့စောစောအကိုပြောလို့ဒီလိုမျိုးဦးတယောက်ချင်းစီစောစောပြောလိုက်ရင်စောစောပြောလို့ပဲကျင်ကားတကောင်ပြစ်လိုက်တယ်လို့ပဲတယောက်အတွက်အကျိုးရှိပါမယ်အဲ့လိုပေါ့အကိုတို့ဆိုကျင်ကားတွေအများကြီးပြစ်လို့ရတယ်ဟုတ်အဲ့လိုပေါ့ကျွန်တော်တို့ကပို့ပြီးတော့ကျွန်တော်ကဟိုပေါ့ဥမာဒူတာဆော့တာပဲဖြစ်ဖြစ်စစ်ပွဲတစ်ပွဲမှာပဲဖြစ်ပြစ်မယ်ကျွန်တော်ကအဝေးပြစ်သမားတွေကျွန်တော်ကဒိုင်ကျက်လည်းအထိကိုက်လည်းနေပြီးတော့ကျွန်တော်ကထိရောက်တယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တိုက်ရမှာဒီမူးရစ်စေးဆွဲနေတဲ့လူဖြန့်ချီတဲ့လူတွေကိုတိုက်ရမှာမဟုတ်ဘူးကျွန်တော်မူးရစ်စေးကိုတိုက်ရမှာအဲ့လေးပေါ့နော်လူတွေကိုတိုက်ရမှာမဟုတ်ဘူးလူတွေကဖေးတာသူတို့ရဲ့အဲ့ဟာလုတ်တဲ့အပိုင်းလေးတစ်ခုတွေကိုတိုက်ရမှာ
ကောင်းပါတယ်ခင်ဗျာကိုကျပါကိုကပါထပ်ပြီးပြောနေတာရှိရင်ပြောပါခင်ဗျာဒါနဲ့ပတ်သက်လို့ ကိုပါကိုချက်ဖတ်ပြောတာကျွန်တော်ကျေငါးလေးကိုအရင်စပြစ်ဖို့လိုပါလေကျေငါးလေးအရင်ပြစ်ဖို့ ကိုကတော့လောတဲ့ကျေငါးအကောင့်20ကိုအခုပြစ်ဖို့ကြိုးတယ်ရောတက်ကျင်ရကဲ ခဏပြန်တက်တာတော့မကောင်း နောက်ထပ်ပြီးတော့လေကျေငါးတွေထပ်ပြစ်အောင်ပေါ့ ကောက်ပြီးတော့ပြစ်လိုက်ပြန်တက်လာလိုက်ပြစ်လိုက်ပြန်တက်လာလိုက်ပြင်းနေ ကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ဆွေးနွေးပေးခဲ့ကြတဲ့ဒေါက်တာနန္ဒမျိုးအောင်ဝမ်တင်းတဲ့ချင်းကိုကြက်ဖားနဲ့ကိုကဘာတို့လည်းအထူးကျေးဇူးတင်ရှိပါတယ်ကြည့်ရှုပေးခဲ့တဲ့ပရိသတ်များအားလုံးကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျပရိသတ်များအားလုံးရှင်လန်းချမ်းမြေ့ကြပါစေ ဒါကတော့လူငယ်နဲ့မူရစေဘာကြောင့်တွန်တွဲနေတာလဲမူရစေဝါတိုက်ဖြတ်ရေးမှာအကြံဤသုံးမလားအနုနီသုံးမလားစတာတွေနဲ့ပတ်သက်ပြီးတော့နောက်ဆုံးပိုင်းကိုဆွေးနွေးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်သတင်းသုံးသက်ချက်အစီအစဉ်ကိုဒီမှာပဲရှင်းနာပါမယ်ဒီကနေ့ည10:00 နာရီမှာတပတ်တွင်းသတင်းတွေကိုဆက်လက်ထုတ်လွှင့်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်မိဘပြည်သူများအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်